မင်္ဂလာပါယခုဖတ်ပြမှာကတော့ဆရာမင်းဖုံးတင်ကသူရဲ့ခေါင်းတရသက်စီပဲဖြစ်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်သေးရင် like and subscribe လေးလုပ်တော့ပြောရချင်ပါတယ်ဘေးကတည်းကတော့ဟာကလေးရတင်းငိမ့်ကပေါ့ကြောက်လိုက်တာအေးကလေးရရွာတဲ့ကိုဈေးရောင်အကျွေးတောင်းပြန်လာတာတင်းငိမ့်အဆက်ကပေါ့ညီးတီပါတယ်အေးဒီလိုပဲလူတိုင်းဖြတ်တော့လာနေကြပဲဟာတခါမှသဲချော်တယ်မကြောက်ဘူးပေါ့တော့ရာနေရာကြညဘက်တောင်သွားနေကြတာတင်းငိမ့်လဲကြော်ရောနောက်ကခြေသိမ်းတစ်ဖက်ဖက်ကြားရပြီးလှည့်ကြည့်လိုက်တော့သူတယောက်ဟုတ်ပေါ့ဗျာတရဲပေါ့မျက်နှာမဲကြီးနဲ့ခေါင်းကြီးထမ်းပြီးကျုံတော့လိုက်လာတာရင်ထဲကိုဒင်းကနေဖြစ်သွားပြီးမိလက်မတက်ပဲဒါနဲ့ကျုံလဲငေးတန်းပေါင်းအော်ပြီးထွက်ပြေးလာတာပေါ့တော့အမလီမောလိုက်တာတဲတကယ်မှတရဲခေါင်းရတရဲဒီလုံးနဲ့တဖြည်းဖြည်းခေါင်းရထမ်းတဲ့ချောက်ချင်းသည်နေဝင်ပြောအချိန်တွင်တရားလုံးသို့ပြန့်နှံ့သွားသည်ထို့နောက်တရားမတရားသို့ညာဘက်မစောတာနဲ့နေကင်းဘက်ပင်ရွာနေရာကြားကလေးရတုတ်တန်တို့ဖြစ်သန်းသွားလာမပြုတော့ပဲကြောက်ရနေကြသည်နေဝင်ပြီဆိုရင်ဦးသန်းသွားလာမပြုရကြတော့ပဲနောက်နေ့3ရက်တိုင်အောင်မင်းမြင်သည်စင်းစင်းလင်းလင်းပြောပြနေရတာကြောင့်အားရပင်ရောင်းလာပြီဖြစ်သည်ထိုအခါထိုဤဘုံကဝင်ရင်ရှင်းပြရသည်သမီးလေးနောက်လိုက်သွားတဲ့ကိစ္စကိုပင်မရှင်းပြနိုင်တော့ပဲခွန်ရတဲ့ရဲ့အကြောင်းကိုဂျားဝင်တိုင်းကရှင်းပြနေရသည်သူကိုယ်တိုင်6လခန့်ရသည့်အလားတဆင့်ပြောပြနေရခြင်းဖြစ်သည်ဒီလိုဟဲ့တဲကြီးကခေါင်းကြီးထမ်းပြီးမျက်လုံးပြူစာကြီးတန်းလန်းချက်နေရကြီးကဖျားလောက်တဲ့အေးပြေးလိုက်တာမြန်ကွာစီပြီးဝါစားရမတိုင်းမဲ့ဟဲ့ဟုတ်လားကြောက်စရာကြီးဒီလိုနဲ့စကားဒီကားတစ်ထက်ကကျေပြန့်လာပြီဖြစ်သည်အမလီနောက်ကနေလိုက်လာတာတော့ခေါင်းကြီးကိုမြင်းလွန်စီးပြီးစာကြီးတန်းလောက်ရှိတဲ့ကြောက်စရာကြီးပါဗျာခေါင်းကတင်းလောက်ကြီးစီတဲ့သတိထိုက်သွားလာကြတော့ဒီလိုနဲ့ခွန်လာသေးရဲ့ကြောင့်ချောလန့်မှုသည်မြစ်ကွေရွာနဲ့ကလဲရွာကြားလူသားဖြတ်သန်းမတော်လာရဲလောက်အောင်ပင်တင်းဆိုးပြင်ပြန်ကားနေဖြစ်သည်ဟဲ့မောင်ဖုံးနေတညက်နေလုံးတညလုံးပဲပြောင်းနေတယ်လေနင်းဖေကသမီးလေးနောက်လိုက်တော့ကိစ္စနဲ့စိတ်ညစ်တော့ထွက်နေတာနေ့3ရက်ရှိနေပြီအိမ်ကပ်ပါအောင်ဟဲ့ပကြီးသားမောင်ဖုံးသည်လေနောက်လိုက်ပြီးသွားသောဆွေစဉ်တို့၏အထက်အကိုကြီးပင်ဖြစ်သည်သူသည်လည်းမိဘ၏လက်ငုံလည်းရင်ကိုမိကက်လောက်ကရင်လက်ကြောသိမ့်မတင်းသူဖြစ်သည်နှမလေးနောက်လိုက်သွားတော့လေဆရာမှန်မသိနာမှန်မသိပြောပဲနေရတာပဲအမိကလည်းဗျာကျိုးလက်ကျညမောက်ချစ်တာပဲဟိုကောင်ဖိုးတော်ပဲခိုးပြမှမသိတာသူတို့ဝေးမပြေးနိုင်ပါဘူးဗျာဖျားဝုန်းဖြစ်ဖြစ်ကြိုက်လက်ဖြစ်ဖြစ်နေပါအောင်အမေသမီးကလင်းနောက်လိုက်သွားတာယောက်ျားကောင်းပါအမေလူလေးမကလေးပါအမေရဲ့လင်းမမတာမမမြမ်းမမပေါင်းတင်စားချင်းမကောင်းပါဗျအတော့စားလည်းမရှိဘူးတော်အေးကိုရုပ်လေးမျိုးလုံးပြူကားတော့ရက်လိုက်ပြီမသားညီကဖိုးတော်နဲ့နှမကိုသဘောတူနေတယ်ပေါ့တူတယ်အေးနေအဖေစီတီထားနှလုံးပြူစားမိမယ်မောင်ဖုံးလည်းတဟားရဲလေးဒီအဖေနှလုံးပြူကိုအမေတော်မကြောက်တာကျုပ်ကကြောက်ပါလားဗျဟဲ့တေးချင်းစုံဒါပဲနော်အမေဆွေစင်းတို့ယောက်ျားယူပြီးရင်ကျုံးလည်းပဲကျုံးဘက်ကမိစမ်းနေနော်ဒီတစ်ခါမိုးကုန်ရင်မလာဆောင်ပေးရမှာပဲတွေ့ခါတော်အေးပုံသည်ဒေါသကြီးဖြစ်ခါအတန်ကုန်ဟစ်လေသည်မောင်နှမအကြီးကိုတနေ့ထက်မှနှမင်္ဂလာမဆောင်တော့မသိဘူးလားမောင်ဖုံးလူခိုက်တတ်တယ်တမင်္ဂလာပဲရှိတယ်မောင်ဖုံးသည်ကောင်းကိုတွင်ကခါသည်ဒါတွေကျုံမသိဘူးကျုပ်သိတာကဒီမိုးကုန်ရင်အမေတို့နှဖောက်ထားတဲ့အတိုင်းမိစမ်းနဲ့မလာဆောင်ပေးရမယ်ဩမောင်ဖုံးနေဟာအတိခောက်ကအဝင်နဲ့လာပါလားအလောက်ကြတော့လည်းကြောမတင်ဘူးဟိုကြောကတော်တော်ကိုတင်းလာပါလားမောင်ဖုံးတဟဲရေပြန်သည်ဓာထားလိုက်အောင်နေညက်နေဝင်ရောတင်မတွာလာသည်ထားစမ်းကလေးရနဲ့မြက်ကွေကြားကတုတ်တံမှာညနေဘက်ဆိုတရေကကောင်းလာကြီးထမ်းပြီးလိုက်ချောက်လန့်နေတာနေသတိထားအောင်တင်းနေအောင်မင်းတော်ဤဘုံကစကားဆုံးသည်နဲ့မောင်ဖုံးသည်ခရုကလန်ရေလေသည်ဟာကောင်းလာထမ်းတဲ့တရေမကတပည့်ဖြစ်ပိတ်တာဖြစ်ကြောက်ကမကြောက်ရချမကြောက်မောင်ဖုံးကအမိခင်ကိုလောင်ပြောင်းလိုက်ပြီးရွာလမ်းမစီပြည့်ထက်သွားပြန်သည်